ဒါကတော့မဲစီစိန်လောက်တာပတ်တူပါပတ်တူမှာတော့စီပဲစိန်ပြီးတော့ခါကြတော့ဗောနော်အပူချိန်လေးကိုပဲတေချာလေးထိန်းထားတာဗောနော်100နဲ့ပဲစတဲတာပါပဲတဲပြီးတော့ကြာလာတော့သူအဲ့လိုပေါ့ကြီးစူလာတော့ဗောနော်စူလာတော့ကျမနည်းနည်းစိတ်ပူလာတယ်အမဲကြော်ဖြစ်သွားမှစိတ်ပူတော့ဗောနော်စိတ်ပြီးတော့ခါကြတော့100ကိုမလောက်တော့ပဲနဲ့60လောက်ပြန်ညှိလိုက်တယ်ညှိလိုက်တော့အဲ့လိုပဲပွက်ချင်နဲ့အဲ့လိုမျိုးလေးဖြစ်နေတာဗောနော်အဲ့လိုမျိုးနဲ့အဲ့လိုတိုးလိုက် short လိုက်60နဲ့100ကြားမှာပဲလုံနေတာအဲ့ဒါနေပြီးတော့ခါကြတော့အဲ့လိုပဲဂျားထဲမှာလည်းမြည်ကြည့်လိုက်ဗောနော်မြည်လိုက်တဲ့ခါကျလို့ရှိရင်လည်းတာကြီးမနူးသေးလိုက်တယ်အဲ့လိုမျိုးနဲ့တဲလာလိုက်တာကညနေ6နာရီလောက်ကျမှမီးပိတ်လိုက်တယ်ဗောနော်အဲ့တော့ကြာချိန်ကတော့6နာရီခွဲလောက်ကြာတယ်စီစိန်နဲ့ကြာချိန်ဗောနော်အဲ့ဒါအပြင်ကိုမဲသားတွေကရေတွေထွက်ဖို့လုံးရတဲ့အချိန်က45မိနစ်တနာရီလောက်ကြာတယ်တကယ်ကိုတနေ့ကုန်ရောပဲဗောနော်ဒီဟာကိုရေတကြီးနဲ့တဲရတာအမဲကြော်ဖြစ်သွားမှဆိုလို့အဲ့တော့အခုတော့စိတ်အေးရပြီဗောနော်အမဲကြော်မဖြစ်ဘူးပထမဆုံးချိန်စမ်းသက်တာအောင်မြင်ပါတယ်ရှင်